ကဲဒီတလောဘောလုံးမွဲမရှိဘူးဆိုတော့ကျွန်တော်တို့ United ပရိသတ်တွေကလောက်ကပြောင်းနေကြတာပေါ့နော်ဆိုတော့အားလုံးလည်းပြင်းနေပြီလို့ထင်တယ်ဒီနေ့က United ပွဲအကြောင်းပြောမှာမဟုတ်ဘူး United အကြောင်းနဲ့ပါပြောပြမှာဆိုတော့ United နဲ့အကျွေးပြဿနာဆိုတဲ့အကြောင်းပြောပြပေးသွားမှာဖြစ်ပါတယ်ဒါရီအားလုံးရဲ့အစကတော့ Glazer ပေါ့Glazer လို့ပြောလိုက်ပြီဆိုတာနဲ့ United ပရိသတ်တွေရဲ့ရှင်ထဲမှာတနုံနုံဖြစ်နေတဲ့အရာတွေပေါက်ချဆုတ်ချင်နေတဲ့ကိစ္စတွေအများကြီးရှိနေကြတယ်။အခုချိန်ထိလည်း Glazer မိသားစုရဲ့ဝယ်ယူမှုကို United ပရိသတ်တွေကအကြောင်းရင်းခိုင်ခိုင်မာမာနဲ့အကြောင်းမျိုးစုံနဲ့ညှင်းဆန်နေကြတော့ကန့်ကွက်နေကြတော့မယ်။အဲ့ဒီကနေမှအခြေခံအကြဆုံးအချက်ဆိုလို့ရှိရင်တော့ Glazer မိသားစုက United ကိုဖန်ချင်းငွေနဲ့ဝယ်ခဲ့တာအနေစတာ။တကယ်တော့ Glazer မိသားစုဝယ်ယူခဲ့တဲ့အဲ့ဒီနှစ်အပိုင်းခြားမှာ United မှာကတကယ် star တွေပဲရှိနေတဲ့အချိန်Wayne Rooney Global Brand ဖြစ်လာမဲ့ Cristiano Ronaldo အာရှရဲ့ကျယ်ပွင့်အာရှရဲ့ star လို့ပြောလို့ရတယ် Jason Park ပတ်ဂျီဆန်ပြီးကျွန်တော်တို့ရဲ့ Sir Alex Ferguson နီးပြကြီးရှိနေတဲ့အချိန်အဲ့လိုကစားသမားတွေနီးပြတွေကြောင့်ဒါ Manchester United ဆိုတဲ့ brand ကအဲ့ဒီအချိန်တုန်းကလူကြိုက်များနေခဲ့တယ်လို့ Glazer မိသားစုအတွက်ကတော့ငွေတွင်းကြီးပဲGlazer မိသားစုကစပြီးဝယ်တဲ့အချိန်မှာတော့အလုံးစုံထိန်းချုပ်ဖို့မဟုတ်ဘူးအစုရှယ်ယာနည်းနည်းနဲ့ပဲသူတို့ကဝင်လာတာအချိန်တစ်ခုရောက်တဲ့အချိန်မှာတော့ဒါအကုန်လုံးကိုထိန်းချုပ်သွားနိုင်ခဲ့တယ်အဲ့လိုထိန်းချုပ်သွားနိုင်ခဲ့တဲ့အချိန်မှာအားလုံးမျှော်လင့်ထားတာအသင်းတော်အများကြီးမျှော်လင့်ခဲ့ကြတာကွာအသင်းတော်ပိုကောင်းမဲ့ကစားသမားတွေတကယ်ကိုခြေစွမ်းပြနိုင်မဲ့ကစားသမားတွေခေါ်ယူသွားမယ်လို့ထင်ခဲ့တာ No အသင်းစီကရသမျှအကျိုးမြတ်တွေကိုပဲခွာချဖို့ကြိုးစားခဲ့တာကစားသမားတွေခေါ်ယူတာထက်ထုတ်ရောင်းတာတွေပိုများလာတဲ့အခါမှာတော့ပရိသတ်တွေနဲ့စပြီးညှိလာပြီပရိသတ်တွေရဲ့ဝေဖန်မှုတွေကိုဒါ Glazer မိသားစုကပိုပြီးတော့ခံလာရပြီအဲ့လိုဝေဖန်မှုတွေမြင့်လာတဲ့ထက်တူ Glazer မိသားစုနှစ်စဉ်ပေးရမယ့်ဘန်ဒိုးနှုန်းတွေကလည်းတဖြည်းဖြည်းနဲ့များလာခဲ့တယ်ဆိုတော့သူတို့မခံနိုင်တော့ဘူးအဲ့တော့အသင်းကိုပြန်ပြီးထုတ်ရောင်းဖို့အတွက်စီစဉ်ရတယ်ဆိုတော့နောက်ဆုံးမှာတော့တန်းကျွယ်တထေ Sergeant Ratcliffe နဲ့အသင်းကိုပြန်ရောင်းဖို့အတွက်သဘောတူညီမှုရခဲ့တယ်အဲ့လိုနဲ့ပဲ Glazer မိသားစုကဒါ United ကိုထိန်းချုပ်နိုင်ရေးလမ်းစဉ်တွေကနေပြီးတော့တဖြည်းဖြည်းချင်းဆုတ်ခွာလာခဲ့တယ်။ဒါပေမဲ့သူတို့ရဲ့မှုေခဲ့တဲ့သူတို့ပေးခဲ့တဲ့ဝတ်ကြွေးတွေကမပြီးသေးဘူးဒါ2025ဒီဇင်ဘာလအထိသိရတာကတော့အသင်းရဲ့ချင်းငွေကပေါင်983.3သန်းကနေပြီးတော့988သန်းအထိတိုးမြင့်လာခဲ့တယ်လို့သိရတယ်။တကယ်လို့ငွေလဲနှုန်းအပြောင်းလဲတာအဆင်မပြေခဲ့ဘူးဆိုရင်အကျွေးပမာဏကတန်း800ကျော်သွားမှာဒါတောင်2024ခုနှစ်မှာ Ratcliffe ကအသင်းအတွက်ဒါ238.5သန်းရင်းနှီးမြှုပ်နှံခဲ့ပြီးသားဒါတောင်မှအကျွေးရ level နစ်နေတော့အခုလက်ရှိထိလည်းအတိုးနှုန်းတွေကမြင့်တက်နေသေးသလိုအနာဂတ်မှာရရှိနိုင်တဲ့အပြောင်းရွှေ့တွေရဲ့ပေါင်39.4သန်းကိုလည်းပတ်စံချေးပေးတဲ့သူကိုကြိုပြီးတော့ရောင်းချထားပြီးသားအဲ့ဒါအပြင်မှာကစားသမားအသစ်တွေဝယ်ထားတဲ့ဒီအပြောင်းရွှေ့ကြီးကျွေးမီတွေကလည်းကြံသေးတယ်အဲ့တော့ကွင်းသစ်တိဆောက်ရေးအတွက်ပေါင်1ဘီလီယံကိုဘယ်လိုရှာမလဲဆိုတာတော့စိတ်ဝင်စားဖို့ကောင်းတယ် United ပရိသတ်တွေအတွက်အသေးပေါက်စရာတခုကတော့တခြားအသင်းတွေကပိုင်ရှင်အသစ်ပြောင်းသွားပြီဆိုလို့ရှိရင်အသင်းအတွက်ပိုကောင်းတာတွေပဲလှုပ်လာခဲ့တယ်အသင်းအောင်မြင်ဖို့ကစားသမားအသစ်တွေခေါ်ယူမယ်ဒါမျိုးတွေလုပ်ခဲ့ကြပေမဲ့ Glazer မိသားစုကတော့အသင်းကိုကြောက်သေးကန်ချခဲ့တာပြောရမယ်ဆိုရင်အကျွေးတော်တွေကိုဆွဲနှစ်သွားခဲ့တာဆိုတော့ဒါတိတ်မကြခင်ကမှပိုင်ရှင်အသစ်ဖြစ်လာခဲ့တဲ့ Sergeant Ratcliffe ကရောဘာတွေလှုပ်ဆောင်မလဲဆိုတာတော့စောင့်ကြည့်ရမှာပဲလောလောဆယ်အနေထားမှာတော့ဝန်ထမ်းချို့ short ချတာတွေကိုတွေ့ရတယ်ပြီးတော့ဒါကျွန်တော်တို့ရဲ့နီးပြကြီး Sir Alex Ferguson ကိုအသင်းကပေးထားတဲ့ဂုဏ်ထူးဆောင်လာစာကို short ချတာကိုလည်းတွေ့ရတယ်ဆိုတော့ဒါရောတကယ်လို့ဖြစ်မှာလားဘယ်လိုထင်ကြလဲ comment မှာမှတ်ချက်ပေးခဲ့ကြပါဦးဒီနေ့ topic လေးကတော့ဒီလောက်ပါပဲ United ပွဲရှိရဲ့နေ့မှာပြန်ဆုံပါမယ်